လူတယောက်ဟာတပတ်ကို credit card တပြားစာနီးပါးပမာဏရှိတဲ့ plastic အမုံအမွှားတွေကိုလေထုထဲအနေနဲ့အစားအစာနေရာနေတဆင်မတိမတာစားသုံးမိနေပါတယ်။ plastic ဟာလူတွေရဲ့ကျန်းမာရေးကိုတစတစနဲ့ဝါမျိုးဖြတ်စီနေတဲ့အရာတွေပါ။သူတေသနတွေအရလူတယောက်ဟာတပတ်ကို credit card တပြားနီးပါးပမာဏရှိတဲ့ plastic အမုံအမွှားတွေကိုအစားအစာနဲ့လေထုထဲကနေတဆင်မတိမတာစားသုံးမိနေပါတယ်။ plastic အမျိုးအစား9မျိုးရှိပြီးတော့မှအရေးသွေးပေါ်မူတည်ပြီးတော့မှတာမန်မျက်လုံးနဲ့မမြင်ရတဲ့အလွန်သေးငယ်တဲ့အမုံတွေအဖြစ်ပဲထွက်လာနိုင်ပါတယ်။ဒီအရာတွေကိုအသုံးပြုသူတွေကလေထဲကနေတဆင်ရှူရှိုက်မိပြီးတော့ခန္ဓာကိုယ်ထဲရောက်သွားတာမျိုးပါးစပ်ကနေတဆင်စားသုံးမိပြီးအစာအိမ်ထဲရောက်သွားတာမျိုးတွေဖြစ်နိုင်ပါတယ်။ plastic ရေတန့်ဘူးတွေ plastic အိတ်တွေနဲ့ပူလောင်နေတဲ့စားစရာတွေကိုတည်ဆောင်တဲ့အခါမှာ plastic ကထွက်လာတဲ့ဓာတုပစ္စည်းတွေကခန္ဓာကိုယ်ထဲကိုဝင်ရောက်လာပြီးတော့မှအဆိပ်တောက်ဖြစ်စေပါတယ်။ဒီစိတ်တောက်တွေကြောင့်မလို့ကိုယ်ခံအားကျတာဟော်မုန်းစနစ်ကမောက်ကမဖြစ်တာမျိုးရိုးဗီဇယောဂါတွေအာယုံကြောနဲ့ဆိုင်တဲ့လက္ခဏာတွေဥလန်းကြောင်းနဲ့ဆိုင်တဲ့ပြဿနာတွေပါဖြစ်လာနိုင်ပါတယ်ရေရှည်မှာမျိုးပွားနိုင်စွမ်းကိုပါထိခိုက်စေပြီးတော့မှကင်ဆာဖြစ်နိုင်စွမ်းကိုပါမြင့်မားလာစေတာပါဒါဆိုရင် plastic တွေမကောင်းမှန်းသိရနဲ့ဆက်သုံးနေအောင်ပါလားနေ့စဉ်ဘဝမှာ plastic လုံးဝမသုံးမဲနေဖို့ဆိုတာထင်သလောက်တော့မလွယ်ကူပါဘူးအရင်ဆုံးတပတ်9ရက်တိတိ plastic လုံးဝမသုံးမဲနေဖို့ကို challenge ခေါ်ကြည့်ရအောင်တခါသုံးကျွတ်အိတ်တွေစားပြန်လျှော်ပြီးသုံးလို့ရမယ် recycle bag တွေသုံးမယ် plastic ဘူးခွက်နဲ့ပကံတွေစားဖန်စတီစက်ကူနဲ့ပြုလုပ်ထားတဲ့အရာတွေသုံးမယ်စားစရာတွေကိုဝယ်ယူတဲ့အခါမှာကျွတ်အိတ်စားစတီးကြိုက်နဲ့ဝယ်ယူမယ်ပထမဆုံးတစ်ပတ်တာမှာအခုလိုအမူကျင့်သေးသေးလေးတွေကနေစပြီးပြောင်းလဲလိုက်ပါပလတ်စတစ်ကင်းစင်ပြီးကျန်းမာတဲ့အတိုက်အဝန်းလေးဖြစ်ဖို့တင်ကိုယ်တိုင်ကနေစတင်ကြည့်လို့ရပါတယ်ကျန်းမာရေးနဲ့ပတ်သက်တဲ့ဗဟုသုတတွေကျန်းမာရေးအကြံပြုချက်တွေနဲ့အသိပညာပေးအကြောင်းအရာတွေကိုမျှဝေပေးသွားမယ်အနန္တစေတနာဖောင်ဒေးရှင်းရဲ့ Facebook, TikTok နဲ့ YouTube page တွေကိုလည်း like and follow လုပ်ထားဖို့မမေ့ပါနဲ့နော်